အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာတဲကကြည့်ဖြစ်ပါတယ်မှုတွေပရာလောကနောက်ဆက်စားတဲ့ဖြစ်တွေကကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာအခါလျော်စွာကြားသိရတယ်လို့ဒီဖြစ်ရတွေကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်ဆိုသူတွေကလည်းအများအပြားရှိနေကြပါတယ်တချို့သောသူတွေကတော့ဒီဖြစ်ရတွေကိုပါမှတ်တမ်းတင်ရိုက်ကူးထားနိုင်ပြီးအင်တာနက်ပေါ်မှာလည်းသူတို့ရဲ့အတွေ့အကြုံတွေကိုပြန်လည်ဝေမျှထားပါတယ်ဒါကြောင့်ဒီနေ့မှာတော့သူတို့အင်တာနက်ပေါ်မှာပြန်လာတဲ့တောင်းဆိုလန်6ချပွဲပရာလောကဗီဒီယိုကိုည7နှစ်နာရီနော်ဆက်ပြီးတော့မှာပါကယ်ရီတော့တင်လို့လေ6ချပွဲရပရာလောကကျွန်တော်လန်စပယ်လို့ဝင်မိပါတယ်အခုပဲအစီအစဉ်လေးစလိုက်ကြအောင်ပါဘာလဲ WZMZ စပန်နာမည်ကဲဒီကြောက်စရာကောင်းတဲ့ဗီဒီယိုကိုတော့ JJ Camping ဆိုတဲ့ YouTube channel ကနေတင်ထားတာဖြစ်ပြီး Van Mamak နဲ့ Jing တို့ကအများပြည်သူပိုင်တင်ကြိုင်တစ်ခုတွားပြီးတော့မှတက်တိစမ်းကြတာပါသူတို့ရဲ့တငယ်ချင်းတယောက်စီကလည်းဒီတင်ကြိုင်ကအရောက်6လမ်းပြီးတော့မှထိုးဆက်တဲ့ဖြစ်ရဖြစ်တယ်ဆိုတဲ့သတင်းတွေကြားခဲ့ပါတယ်ဒီတော့ဆရာကြီးကလည်းထွေထွေမစင်းစားတော့ပဲစိန်ခေါ်မှုတစ်ခုအနေနဲ့တင်ကြိုင်အထက်မှာအိတ်ကိုဆုံးဖြတ်ခဲ့တာပါဒီနေရာကိုမဝင်ခင်မှာတင်ကြိုင်ဆောင်တဲ့ဒေသခံတချို့ခွင့်တောင်းခဲ့ကြတဲ့အချိန်မှာတော့သူတို့ရဲ့ပြပြချက်အရညာရေးဖို့ခွင့်ပြုကြပြီပဲအဲ့ဒီနေရာမှာမီးဖိုတာဒါမှမဟုတ်ချက်ပြုတ်စားတောက်တာလုံးဝမလုပ်ဖို့တားမြစ်ခဲ့ပါတယ်ဒါကြောင့်သူတို့နေရာဟာလည်းဘာတဲမှမပါနေတော့ပဲဖြာလေးတွေပဲယူသွားခဲ့ကြတာပါည10နာရီလောက်မှာတော့စိတ်ကိုပြင်ဆင်တင်ကြိုင်နဲ့ဝင်ခဲ့ကြပါတယ်အဲဒီနောက်တော့သူတို့လည်းရဲရောက်ချင်းမှာပဲတင်ကြိုင်အလယ်မှာဖြာခင်းလိုက်ပါတယ်အဲဒီညလှုပ်ရှားမှုအားလုံးကိုမှတ်တမ်းတင်ဖို့ CCTV ကင်မရာပါတက်ဆင်ခဲ့ပြီးသူတို့ကိုယ်တိုင်ဖြစ်ဖြစ်နာနာဘွားကြောင့်ဖြစ်ဖြစ်ထူးခြားတာရှိအားလုံးမြင်ရအောင်လို့ငြိမ်လေးနေခဲ့ပါတယ်အဲ့လိုနဲ့ပဲတိတ်မကြခင်မှာပတ်ဝန်းကျင်ကကြောက်စရာကောင်းလာခဲ့ပြီးကင်မရာထဲမှာထူးဆန်းတဲ့ဖြစ်စက်တိုင်ရိုက်ကူးခဲ့ပါတယ်ဘယ်ရမှလာမှန်းမသိတဲ့အတန်တွေတစ်ပင်တွေကအလိုလိုလှုပ်တာနဲ့တကောင်ရန်နီးလေးနှောက်ယှက်မှုတွေကပိုပြီးပြင်းထန်နေပြီပါတချို့ပုံရိပ်တွေဆိုရင်ကင်မရာထဲမှာအထင်ရှားပေါ်လာတာကြောင့်အခြေအနေကတကယ်ကိုပုံမှန်မဟုတ်တော့ပါဘူးဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းတညာလုံးထူးဆန်းတာဖြစ်နေတာပါသူတို့အိပ်ဖို့ကြိုးစားတဲ့အချိန်မှာပို့ပြီးတော့ရုံနိုင်စရာမရှိတဲ့အဖြစ်အပျက်တွေပေါ်လာပါတယ်ပထမဆုံးအနေနဲ့အဝေးကနေဖြတ်သွားတဲ့အဖြူရောင်ပုံရိပ်တစ်ခုကိုကင်မရာမှာဖမ်းယူပြီးခဲ့တာပါအဲဒီပုံရိပ်ကဝေဝါးဖြစ်နေပါလေကြောက်စရာကောင်းနေတော့ပါတိတ်မကြခင်မှာပဲနောက်ထပ်ပုံရိပ်တစ်ခုကကင်မရာနဲ့ပုံနီးတဲ့နေရာမှာပေါ်လာပြန်ပါတယ်ပုံကောင်လို့ခေါ်တဲ့အင်ဒိုနီးရှားတရေပုံစံမျိုးဖြစ်ပြီးအဲဒီနောက်မှာတော့မျက်လုံးတွေအရှောင်တောက်နေတယ်အမဲရောင်အရာတစ်ခုကကင်မရာရဲ့ညဘက်အချမ်းမှာပေါ်လာပါတယ်ဒီဖြစ်တွေအားလုံးကိုရှင်းရှင်းလင်းလင်းရိုက်ကူးမိတာကြောင့်ဒါသူတို့မှတ်တမ်းတင်သမျှတတိစမ်းမှုတွေထဲမှာကြောက်စရာအကောင်းဆုံးဖြစ်ရတစ်ခုဖြစ်ခဲ့ပါ